ကဲတော့ကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်အခုလိုမျိုးချောင်းနေမြစ်တွေဘေးနားမှာဆိုရင် public area တွေမှာအားကစားလုပ်ဖို့အတွက်ကိုအများကြီးလုပ်ပေးထားတာတွေ့ရတယ်ပေါ့နော် basketball ကွင်းတို့ပြီးတော့လို့ရှိရင်ပြေးလန်းချောင်းရယ်ဆက်ပိန်လန်းချောင်းတည်တံ့ထားပေးထားတာမျိုးရှိရယ်ပြီးရင်တခြားသောအားကစားဘာပါလဲမသိ tennis တို့ပြီးတော့ရင် baseball baseball တော့မတွေ့ဘူးပေါ့နော် volleyball တို့ဘာလို့ကစားဖို့အတွက်ကွင်းလေးတွေလုပ်ပေးထားရှိရယ်ပေါ့နော်အဲ့ဒါကိုပြချင်တဲ့အကြောင်း KT ကိုရောက်နေရပါပြီးတော့နောက်တစ်ခုအနေနဲ့ပြောပြပေးချင်တဲ့ tips လေးတစ်ခုရှိပါတယ်ကိုရီးယားမှာနေထိုင်နေဆိုလို့ရှိရင်ကိုကလမ်းလဲလျှောက်မယ်စပိန်လဲစီးမယ်ဒါကိုကိုရဲ့ပတ်စံ300မလို့ပဲနဲ့လမ်းလျှောက်ပြီးတော့ရတဲ့ point နေနဲ့စပိန်ငှားဖို့အတွက်ပေါ့နော်တာရင်းကြီးကူပွန်ပြောင်းလို့ရနေလမ်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့ application လေးကိုလည်းဒီမှာ screenshot အနေနဲ့ပြပေးထားပါမယ်ဒီထဲမှာသွားပြီးတော့အကောင့်ဝင်ထားရဲဆိုလို့ရှိရင်ကေတို့ကတစ်နေ့ကို8000ခြေလမ်း8000လျှောက်တာနဲ့ point က100 point 100ရမှာပေါ့နော်အဲ့100နဲ့စုလာပြီဆိုရင်10ရက်ပြည့်သွားလို့ point 1000ရတယ်ဆိုလို့ရှိရင်တားတိုင်းကြီးကိုတစ်နိုင်ငှားလို့ရတဲ့ကူပွန်အဖြစ်နဲ့လဲလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုပြပြပေးခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုရိုက်လိုက်ရတာပဲဖြစ်ပါတယ်အဲ့တော့ကို့အနီးနားမှာရှိတဲ့ပန်းချန်နေအနီးနားမှာရှိတဲ့ချောင်းနေမြစ်တွေနားမှာဒီလိုမျိုးအားကစားလုပ်လို့ရတဲ့နေရာလေးပြင်ဆင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကျိုးရှိသုံးချဖို့အတွက်လည်းတိုက်တွန်းလိုက်ပါတယ်